PS3 ရဲ့အကောင်းဆုံး game တွေဖြစ်တဲ့ God of War 3 What will you do, Father? You can no longer hide behind the skirts of Athena. Athena is dead because of the rage that consumes you, Kratos. What more will you destroy? The hands of death could not defeat me. The sisters of fate could not hold me. And you will not see the end of this day. I will have my revenge! GTA 5 A few weeks ago, I was happily sulking by my swimming pool. What do you want? I just came by to see if there's something I can help you with. I'm retired. My psychotic best friend shows up out of nowhere Nobody tells me what I want! to torture me over mistakes I made over a decade ago. Red Dead Redemption I'm here to bring two men to justice. Bill Williamson, Javier Escuela. I know one thing, Senor Marston. If you are to have your own way, force must be used. ဒီလို game တွေကိုလက်တော်ရီ PC တွေပေါ်မှာ free ဆိုလို့ရမယ်ဆိုရင် brother တို့စိတ်ဝင်စားကြ Okay ဒါဆို video ကိုအချိန်မဆွဲဘဲနဲ့စလိုက်ကြအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခင်ဗျားစားပဲဖြစ်ပါတယ်ကျွန်တော်တို့ PS3 game တွေဆောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ notification ကို Chrome မှာတောင်းပေးရမှာပဲဖြစ်ပါတယ် Chrome ရောက်ပါဆိုရင်ကျွန်တော်တို့ search bar မှာ notification ကိုရချပြပါမယ်အပေါ်ဆုံးမှာပေါ်လာတဲ့ website တွေကိုဝင်ပေးရပါမယ်ကျွန်တော်တို့ website တွေကိုရောက်ပါဆိုရင် notification ကို download ဆွဲပေးရပါမယ်ကျွန်တော်တို့က set ထဲမှာ install တင်ထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ exe file ကို download ဆွဲပေးရပါမယ်ကျွန်တော်တို့ registration ကို download ဆွဲပြီးတော့ registration account sign up လုပ်ကြအောင်ကျွန်တော်ဒီထဲမှာ display နဲ့ email password အကုန်ထည့်ပေးရမှာဖြစ်ပါတယ်အကုန်လုံးတော့မှတ်ထားပေးရမှာနောက်ကပြန်ဆော်ပေးရအောင်ပေါ့ကျွန်တော် registration နဲ့ download ပြီးသွားပြီဆိုတော့ကျွန်တော် install တော့တင်လိုက်ကြအောင် this PC ကိုဝင်လိုက်မယ်ပြီးကြရင်ကျွန်တော် download တွေကိုဝင်ပြီးတော့ registration ဆိုတဲ့ file လေးကိုရှာလိုက်မယ်ရအကောင် double click လုပ်ပြီးတော့ install တင်ပါပဲဖြစ်ပါတယ်ကျွန်တော်တို့ English language ကိုပဲရွေးပြီးတော့ install တင်အောင်ပါကျွန်တော် install တင်ပြီးတော့အနေနဲ့ file လေးပြောင်းရတာရရှိမယ်ဒါပေမဲ့ browser ကို install တင်မယ်ဆိုရင်တော့ next ကိုပဲနှိပ်ပြီးတော့ install တင်သွားလို့ပဲရတယ်install တင်သွားဆိုရင်တော့ registration တွေကိုဝင်လိုက်ပါမယ်registration တွေကိုရောက်ပြီဆိုရင်ကျွန်တော်အနေနဲ့ sign up in လုပ်ပြရပါမယ်ကျွန်တော် sign up လုပ်ပြီးသွားပြီမို့လို့ဒီလိုပေါ်နေရပြီပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီထဲမှာဆိုရင် game တွေမျိုးရှိတယ် PS1 2 PSP PS3 ညာ GameCube Wii U PC game အဟောင်းတွေအကုန်ရှိပါတယ်စော့ရင်အကုန်လိုက်စော့ပြရပါတယ်ကျွန်တော်ကတော့ PS3 ပဲအဓိကထားစော့ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ PS3 တွေကိုဝင်လိုက်ပါမယ်PSP ဆိုတဲ့ site တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီထဲမှာ game တွေအများကြီးရှိပါတယ်။ကျတဲ့ game ကိုဆော့ပြရပါတယ်။ဥပမာ God of War 3, Fever 19, Black Ops 3, God of War Ascension, Red Dead Redemption ကျွန်တော်တို့ဒီ game တွေဆော့မယ်ဆိုရင်တော့ controller တစ်လုံးလိုပါမယ်။ internet ကောင်းတာတော့လိုပါမယ်။ကျွန်တော်ဒီမှာ game တွေအများကြီးရှိပါတယ်။ကျတဲ့ game ကိုကျတဲ့လိုဆော့ပြရပါတယ်။လုံးဝ free ပါအချိန်ကန့်သတ်ထားခြင်းလုံးဝမရှိပါဘူး။ကျွန်တော် Naruto Storm Ultimate Nature Storm
revolution တွေကိုပဲဆော်ပြပေးသွားပါမယ်ဆော်မယ်ဆိုရင် cloud server ကိုကိုယ်တိုင်ထောင်ရပါမယ်cloud server ထောင်ဖို့ဆိုရင် cloud play ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ဒီလို box ကြတော့line internet ကို4 map 3 map ထားပြီးလို့ရပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့မစခင်ကတော့ internet text လုပ်ပေးရပါမယ်ကျွန်တော် wifi text လုပ်ပေးရပါမယ် wifi line ပေါင်းမှာကျွန်တော်တို့ဆော်လို့ဆင်ပြီးပါပါဟုတ်ပြီဒီလောက်ဆိုရင် wifi တိုင်းကောင်းပါတယ်ဥပမာစနေတနင်္ဂနွေလေးဆိုရင်ကျွန်တော်တို့ server line ချက်တာတွေပါဖြစ်တတ်ပါတယ်ညကိနေမစောပါနဲ့ဆိုကျွန်တော် server ထောင်ပါ play ကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဆော်လို့ရပါပြီကျွန်တော်မှာ wifi speed 25 Mbps ပဲရှိပါတယ်ဒါပေမဲ့ဒီ PS3 game တွေကိုတော်တော်လေးဆော်လို့အဆင်ပြေပါတယ်ဗီဒီယိုအဆုံးထိကြည့်ကြရဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပဲပြန်ကြမယ်